သိန်းတောင်းကနန်းကြီးပြန်မြဲမယ်ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးဖြစ်တဲ့မြေကွက်ရင်းနှီးမြှုပ်နှံမှုမှာမိန်းလမ်းမရဲ့မေးတင်မှာမျက်နှာစာပေ100နောက်ကိုပေ200ရှိတဲ့မြေကွက်ကျယ်ကြီးတစ်ခုကိုသိန်း9000ကိုညှိနှိုင်းနဲ့ရောင်းချပေးမယ်ဆိုလို့ရှိရင်ဒီကြီးမျိုးစိတ်ဝင်စားလားဟုတ်ပါတယ်ကျွန်တော်အခုမိတ်ဆက်ပေးမယ်မြေကွက်ကနှိုင်သာယာထန်းတပင်မြို့မှာရှိတဲ့နောက်ပိုင်းဤပညာတက္ကသိုလ်ရဲ့မိန်းလမ်းမပေါ်မိတ်တင်ထားတဲ့မျက်နှာစာပေ100နောက်ကိုပေ200ရှိမယ်သိန်း9000ကိုညှိနှိုင်းပြီးတော့ရောင်းချပေးမယ်လို့ခေါ်သေးဖြစ်တယ်လူကြီးမင်းတို့အတွက်လုံးဝလက်နှင်းလို့မရတဲ့အခွင့်အရေးဖြစ်တယ်ပါမစ်အမည်ပေါက်ဖြစ်တယ်ပြန်ပြီးတစ်ဆင့်ပြန်ပြီးခရင်ရှောက်မယ်ဆိုလို့ရှိရင်သိန်းကိုတောင်းကနန်းထိရမယ်မြေကွက်ဖြစ်တယ်အဲ့ဒါကြောင့်လူကြီးမင်းတို့အနေနဲ့မြေကြီးကနေရွှေပြီးနေတယ်ဆိုလို့ရှိရင်မြေရဲ့ရင်းနှီးမြှုပ်နှံမှုကိုလုံနိုင်မယ်ဆိုလို့ရှိရင်လူကြီးမင်းတို့အခွင့်အရေးအများကြီးဖြစ်မယ်ရှင်းနေရှင်းရတဲ့ရှင်းနေနဲ့ပြောပြီးတော့ဝယ်ယူထားတဲ့ညီကွက်ဖြစ်တယ်ရှင်းနေနဲ့ပြန်ပြီးလာပြီးဝယ်ယူပါပိုင်ဆိုင်မှုခိုင်မာဖို့ကိုကျွန်တော်တို့ဘက်ကနေပြီးတော့100%တောင်းဝင်ယူမယ်လူကြီးမင်းတို့အနေနဲ့ဒီညီကွက်လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်09-400-568-42ဆက်သွယ်မေးမြန်းစုံစမ်းပြီးလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ကတော့ဦးယူမှုကြိုးဆောင်ဖြစ်ပါတယ်